ဘန်ကောက်မြို့ရဲ့အလယ်မှာတောအုပ်ကြီးတစ်ခုရှိရဆိုရင်ရှုံးမလားဒီနေ့တော့ဘန်ကောက်မြို့ရဲ့အဆုပ်လို့တင်စားခေါ်ပေါ်ကြတယ်ဘန်ကချောင်းကျွန်တော်တို့တော်လဲဖြစ်ပါတယ်လူများစုကဘန်ကချောင်းကိုကျွန်းလို့ခေါ်ကြပေမဲ့တကယ်ကြတော့ကြောက်ဖျားမြစ်ကြီးကွေးပြီးဖြစ်ပေါ်လာတဲ့ကျွန်းဆွယ်တစ်ခုဖြစ်ပါတယ်အံ့ဩစရာကတော့ဘန်ကောက်မြို့နဲ့မိနစ်အနည်းငယ်ပဲဝေးပေမဲ့ဒီနေရာမှာမိုးမျှော်တိုက်တဲ့ကားရှုပ်ထွေးမှုတွေမရှိပဲအပင်တွေနဲ့စိမ့်လန်းဆူပြေနေတဲ့နေမျိုးလေးတစ်မျိုးကိုကြောက်နေလို့ခံစားရပါတယ်ဘန်ကောက်မြို့ထဲကလာမယ်ဆိုရင်တော့မြစ်ကိုလှည့်စီးပြီးဖြတ်လို့ရပါတယ်ဒါမဲ့ကျွန်တော်တို့ကဘန်ကောက်အနောက်ဘက်ခြမ်းကလာမလို့ကားနဲ့ပဲတိုက်ရိုက်လာဖြစ်ခဲ့ပါတယ်ဘန်ကချောင်းအပြေးအဝခံစားခြင်းရင်တော့စပိန်ငါးပြီးလေပတ်တာအခေါင်းဆုံးပါတစ်ပင်တန်းနေကြလမ်းသေးလေးတွေပိတ်ဆိတ်တဲ့ရက်ကွက်လေးတွေတဘာဝရဲ့အတန်တွေကိုခံစားရင်းစီးသွားအရန်ဝင် relax ဖြစ်ပါတယ်ဒီမှာတော့ရုပ်ခပေတာဥယျာဉ်လမ်းလျှောက်လို့ကောင်းတဲ့ nature trails တွေအပြင်အခြား activity တွေအများကြီးလည်းရှိပါတယ်ဒါကြောင့်ဘန်ကောက်ရဲ့ရှုပ်ထွေးမှုကနေခဏတာထွက်ပြေးပြီးတဘာဝနဲ့အနီးကပ်အချိန်ဖြုံးခြင်းသူတွေအတွက်ဘန်ကချောင်းကမဖြစ်မနေသွားတဲ့နေရာတစ်ခုပါပဲ